အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မျှဝေမယ့်အကြောင်းအရာကတော့ကျွန်တော်တို့အခုခေတ်စားနေတဲ့ကျွန်တော်တို့ AI video တွေပေါ့နော် AI video တွေကိုကျွန်တော်အခမဲ့ထုတ်လို့ရမယ့်နည်းလမ်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ AI video နဲ့AI video တွေကိုထုတ်ပြီးတော့ဒီ YouTube မှာပဲဖြစ်ဖြစ် channel platform တွေမှာပဲဖြစ်ဖြစ် video လေးထုတ်ပြီးတော့ဝင်ငွေတစ်ဖက်တစ်လမ်းရှာကျင်တယ်ဆိုလို့ရှိရင်လည်းဒီ video လေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာဖြစ်ထွန်းမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့ဒီ AI video တွေကိုအခုနောက်ပိုင်း AI video တွေထုတ်တဲ့အချိန်မှာကျွန်တော် credit တွေကိုဝယ်ပြီးတော့ထုတ်ရတယ်ပေါ့နော်အဲကျွန်တော်တို့က credit တွေကိုဒီလိုလည်း credit တွေဝယ်ရတာအဆင်ပြေတယ်ဒီလိုလည်း credit ဝယ်ဖို့အဆင်မပြေတဲ့လူတွေအတွက်ကိုကျွန်တော်ကဒီ credit တွေ free ရတဲ့နည်းကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ပထမဦးဆုံးဒီGoogle ထဲကိုဝင်လိုက်ပါ Google ထဲမှာကျွန်တော်တို့ SME Pro ဆိုတာလေးရှိပါတယ်ထိပ်ဆုံးမှာကျွန်တော်ပြထားပေးပါတယ်ဒီမှာပေါ့နော်ကျွန်တော်ဒီ SME Pro ပေါ့နော်ဒီ SME Pro ထဲကိုဝင်လိုက်ပါဒီ SME Pro ထဲမှာအဲ့ SME Pro ထဲကိုကျွန်တော်တို့ဝင်လိုက်ပါအဲ့မှာကျွန်တော် SME Pro မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာထိပ်ပိုင်းလေးမှာနော် use quickly ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ mail လေးတစ်ခုရှိပါတယ် Gmail အကောင့်လေးပေါ့နော်အဲ့ကျွန်တော်တို့ကချက်ချင်းမယူလိုက်ဘဲနဲ့ဒီမှာညာဘက်မှာအပေါင်းလေးရှိတယ်ဗျဒီအပေါင်းလေးကိုနှိပ်မယ်ပြီးတော့ create ကိုနှိပ်မယ်ရပြီကျွန်တော်တို့ဒီအကောင့်လေးကိုကျွန်တော်တို့ copy ယူလိုက်မယ်copy ယူလိုက်ပါမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ AI2 တစ်ခုသုံးမယ်ပေါ့နော်အဲ AI2 ကဘာသုံးမလဲဆိုရင်ကျွန်တော်တို့ဒီ runway AI ဒီ runway AI ကိုကျွန်တော်ခုနလိုပဲ Chrome ဘားထဲမှာကျွန်တော်တို့ runway AI ဆိုပြီးတော့ရိုက်လိုက်ပါဒီမှာနော် runway AI ဆိုရိုက်လိုက်ပါအစလေးပြလိုက်မယ်နော်ဒီမှာ runway AI ဆိုရိုက်လိုက်မယ်ပြီးတော့ကျွန်တော်တို့ကခုနကသုံးလာတဲ့ email ကိုကျွန်တော်ပမာထည့်မလဲဆိုရင်ကျွန်တော်တို့ဒီပေါ်မှာ sign up for free ဆိုပြီးတော့ပါတယ်အဲ့အောင်နှိပ်မယ်ပြီးတော့ကျွန်တော်တို့နာမည်ရေးလိုက်နော်နာ email ကိုကျွန်တော်ခုန SME က copy ယူလိုက်တဲ့ကောင် copy ယူလိုက်မယ်ပြီးတော့ကျွန်တော် next ပေါ့နော်အဲ့မှာ strong password ခုန user name နဲ့ရတယ်strong password နော်တခုကိုရဲ့ strong password ဖြစ်မဲ့ဟာပေါ့ဗျာကျွန်တော်တို့ create account လုပ်လိုက်ပါဒီ user name already use ဖြစ်နေတယ်ကျွန်တော်တို့ဒီမှာတစ်ခုခုတောင်းလိုက်ပါနော်အဲ့မှာကျွန်တော်တို့ validate ပဲမှာ verification ပေါ့နော် verification code တောင်းပြီအဲ့ဒါဆိုကျွန်တော်ခုနကကျွန်တော်တို့ S1 မှာယူထားလိုက်ဒီ inbox ထဲမှာ
နော် verification ပေါက်ဝင်လာလိမ့်မယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီကောင်ကို verification code တောင်းအောင်မယ်နော်အဲ့မှာကျွန်တော် verification ဒီ inbox ထဲမှာဝင်လာပါလိမ့်မယ်အဲ့မှာကျွန်တော် verification runway ကနေပို့လာ verification code နော်အဲ့ဆောင်အဲ့မှာဒီမှာဒါ verification code ကြာလာပြီ runway AI နေကြာအဲ့ကျွန်တော် copy ယူလိုက်မယ်ပြီးတော့ခုနကျွန်တော်တို့ runway AI တွေကိုပြန်ဝင်မယ် verification code ကိုပြန်ပြီးတော့ကျွန်တော်တို့ကူးထည့်လိုက်မယ်နော်skip လုပ်လိုက်ပါ skip လုပ်လိုက်အဲ့ဒါဆိုရပါပြီ welcome continue ပါအဲ့မှာကျွန်တော်တို့ကဒါ social media အတွက်တော့မှ continue နေလိုက်ပါနော်။ကျွန်တော် show me what possible created to ဒါကျွန်တော်ဆင်ပြရလောက်တယ်နော်။အဲဆိုကျွန်တော်တို့ဒီမှာ125 credit နဲ့နော် AI account လေးတစ်ခုရပါပြီ။ဒီမှာ job နာမည်နဲ့ဟုတ်တယ်နော်။အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနည်းတိုင်းလေးပဲကျွန်တော်တို့ AI video တွေကိုကျွန်တော်တို့အခမဲ့ထုတ်သွားလို့ရမှာဖြစ်ပါတယ်။ဥပမာဒီ credit 125 credit ကုန်သွားဆိုလို့ချင်းလေခုနကပြောတဲ့ဒီအတိုင်းပဲနောက်ထပ် email account တစ်ခုနဲ့ကျွန်တော်တို့ login ဝင်ပြီးတော့နောက်ထပ် credit တွေယူပြီးတော့ video တွေအများကြီးထုတ်လို့ရမှာဖြစ်ပါတယ်။မိတ်ဆွေတို့အတွက်တစုံတရာအကျိုးရှိပါလို့တော့ကျွန်တော်မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်။